ကန်နဲ့ကိလေသာဆိုတာကန်ဆိုတာဘာပါလဲကိလေသာဆိုတာဘာပါလဲရှင်ကံဆိုတာလူတွေရဲ့ intention နဲ့ပြောလိုက်တဲ့အရာနဲ့ပြုလုပ်လိုက်တဲ့ကိစ္စကိုကံလို့ခေါ်တယ်မှန်ပါဗျာလူတွေရဲ့ intention ဆိုတာစေတနာပေါ့ရှင်တွေကလှုပ်ဆော်မှုရှင်တွေကလှုပ်ဆော်တဲ့စေတနာလေးဟာအဓိကဖြစ်လို့သူ့ကိုကံလို့ခေါ်တယ်မှန်ပါဗျာစေတနာဟံဘိက္ခွေကမ္မဝရမိလို့ပြောဆိုကြပြီမဲ့နေဝေဒီကတုတ်တစ်ခုမှာပဲအဲ့ဒါတွေ့ရတယ်ကံဆိုတာဟာဒီစိတ်မှာဖြစ်ပေါ်နေတဲ့ရှိရချက်တွေလှုံ့ဆော်ချက်တွေအလုံးကိုကံလို့ဆိုနိုင်တယ်ပေါ့နော်ကမ္မပစ္စည်းအောင်မှာချိန်လိုက်လို့ရှိရင်စေတနာကိုကံလို့ခေါ်ခဲ့တယ်ပဋ္ဌာန်း24ပစ္စည်းမှာဘုရားကမ္မပစ္စည်းအောင်ဆိုတာစေတနာကိုအဓိကထားပြီးဟောတာအဲ့တော့စေတနာလဲကံပဲသူများပစ္စည်းကိုမတရားလိုချင်တဲ့လောဘကိုယ်ဟာဖြစ်ချင်တဲ့အဘိဓါဆိုတဲ့လောဘလူတယောက်ကိုပျက်စီးသွားစေခြင်းနဲ့ဗျာပါဒဆိုတဲ့အမုန်းဒေါသအမှန်မမြင်တဲ့အမှားကိုလက်ခံထားတဲ့မိစ္ဆာဒိဋ္ဌိဆိုတဲ့အရာလည်းပဲကံလို့ခေါ်ပါတယ်အဲ့လောဘနဲ့ဆန့်ကျင်မဲ့အလောဘဗျာပါဒနဲ့ဆန့်ကျင်တဲ့အဗျာပါဒမေတ္တာတမ္မာဒိဋ္ဌိဆိုတဲ့ကံကံရဲ့အကျိုးလက်ခံတဲ့ဉာဏ်ကိုလည်းပဲကံလို့ခေါ်ပါတယ်ကံလို့ဆိုတာဟာစေရနာနဲ့စေတသိက်အချို့တရားတွေကိုမြတ်စွာဘုရားကံလို့ခေါ်ပါတယ်အဲ့ဒါတွေကြောင့်အလုတ်တစ်ခုဖြစ်လာတယ်အလုတ်ကပါတော့ဆိုရင်နှုတ်နဲ့စိတ်ထဲကကြံတွေးတာဖြစ်တယ်နှုတ်နဲ့ပြောဆိုတာဖြစ်တယ်ကိုယ်ဒီလေ mental action တို့ verbal action တို့ physical action တို့ပေါ့နော်အဲ့ဒီလှုပ်ဆောင်မှုတွေကိုဖြစ်ပေါ်စေလို့အဲ့ဒါကိုကံလို့ခေါ်တယ်အကြောင်းတရားကိုခေါ်လိုက်တာကိလေသာဆိုတာကြတော့ချစ်ချင်းမုန်းခြင်းနဲ့ရှင်တွဲလာတဲ့ဖြစ်ပေါ်လာတဲ့ရှင်ထဲမှာပူလောင်စေတတ်တဲ့အရာနဲ့စိတ်ကိုညှဉ်းနှွမ်းသွားစေတတ်တဲ့တဘာဝတရားတွေကိုအကုသိုလ်တရားတွေကိုကိလေသာလို့ခေါ်တယ်နော်ပြောမယ်ဆိုရင်လောဘတို့ဒေါသတို့မောဟတို့မာနတို့ဒါတွေကိုကိလေသာလို့ခေါ်တာနော်